အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကြက်ကင်မွေးမွေးလေးလှုပ်ရှားကြရအောင်နော်လုံနီးလေးကလည်းလွယ်ကူတာမို့လို့ကျမနဲ့တူတူအဆုံးထိလိုက်ပြီးတော့ကြည့်ရှုပေးကြပါအောင်ရှင်အရင်ဆုံးကြက်ရင်မုံသားလေးကိုဓာတ်နဲ့မှုန်းထားလိုက်ပါတယ်ပြီးရင်တော့အရသာအတွက်စားရယ်ငရုတ်ကောင်းမှုန့်ရယ်ငရုတ်သီးအနုမှုန့်လေးရထည့်ပြီးတော့ကြတော့အရသာနှက်ဆက်အောင်နှဲထားလိုက်ပါတယ်ကြက်သားကိုအရသာဝင်အောင်အချိန်အနည်းဆုံးနိုင်ဝက်တစ်နာရီလောက်တော့နှက်ထားပေးပါနော်ပြီးရင်တော့စကင်ဖို့အတွက်အိုးရဲကိုစီနှဲငယ်ထည့်ပါတယ်ကျမကတော့ကြက်သားကိုရေခဲတစ်တာထဲမှာတညလောက်နှက်ထားလိုက်တယ်ပေါ့နော်ကြက်သားလေးတွေကိုအပေါ်အောက်လှန်ပြီးတော့ကြတော့တိကျကင်ပေးပါတယ်ကြက်သားချက်သွားပြီဆိုလို့ရှိရင်တော့ထောပတ်တုံးထည့်ပါတယ်ပြီးရင်ကြက်သွန်ပြူလေးထည့်လိုက်ပါတယ်ပြီးရင်တော့ထညက်နဲ့လှုပ်ထားတဲ့ကရမဲလေးထည့်လိုက်ပါတယ်ဒီနေရာမှာတကြားတောင်မဟုတ်ပြားရည်စားထိုးသုံးလည်းရပါတယ်ပြီးရင်တော့သမယာသီးတစ်စိတ်ကိုညှစ်ထည့်လိုက်ပါတယ်ကဲအခုဆိုလို့ရှိရင်တော့အရန်ကိုမှုေးတဲ့ကြက်ကင်လေးစားလို့ရပါပြီကျမကကြက်သားကိုစားရလွယ်အောင်လို့အတုံးလေးတုံးထားလိုက်ပါတယ်အိုးထဲမှာကျန်နေတဲ့အနှစ်လေးတွေကိုလည်းကြက်သားပေါ်မှာဆန်းလိုက်ပါတယ်အခုဆိုလို့ရှိရင်တော့ကြက်ကင်မွေးမွေးလေးစားဖို့အဆင်သင့်ဖြစ်သွားပါပြီအချမ်းရင်းနေကြီးပဲစားရအီနေပြီဆိုလို့ရှိရင်ကြက်ကင်လေးလှုပ်ရှားကြည့်ကြနော်ကျွန်မဆက်ပြီးစားလိုက်ပါဦးမယ်ကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်